နုပညာရှင်တက်ပညာရှင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာ2025ခုနှစ်အတွက်မြန်မာရုပ်ရှင်ထူးချွန်စုစစ်စစ်အကဲဖြေအဖွဲ့ကစစ်စစ်ရွေးချယ်ခဲ့တဲ့ရုပ်ရှင်အနုပညာစုတစ်စုဖြစ်တဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုကိုကြေညာတော့မှာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုကိုဖွင့်ဖောက်ကြေညာပေးပါရန်အကယ်ဒမီများရှင်ရန်အောင်အားလေးစားစွာဖိတ်ခေါ်ပါတယ်ရှင်2025ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်စုနာမည်နှလုံးမြင့်မြတ်ဖြစ်ပါတယ်ခင်ဗျာရေးစာစကားမှာရရှိတာဖြစ်ပါတယ်ရုပ်ရှင်နုပညာရှင်အတတ်ပညာရှင်များနဲ့ဧည့်သည်တော်များခင်ဗျာရွှေနရီရွှေရုပ်ရှင်ကထုတ်လုပ်ပြီးဒါရိုက်တာနေပိုင်ရိုက်ကူးတဲ့မြေစာရုပ်ရှင်ဇာတ်ကားမှာဖြင့်မြင့်မြတ်ဟာစီပင်တန်ရှင်းဝန်ထမ်းဘိုးထောင်အဖြစ်တရုတ်ပြည်ပြင်ပိုင်းတိုင်းစွာတရုတ်ဆောင်သွားနိုင်ခဲ့ပါတယ်မြေစာဇာတ်ကားမှာမြင့်မြတ်ဟာဘိုးထောင်အဖြစ်နဲ့ဝစ်စားဆင်ရင်ပုံကအစဇက်နဲ့လိုက်ရောညီထွေဖြစ်အောင်ဇက်ကောင်စရိတ်မှန်ကန်အောင်ဝစ်စားနိုင်ခဲ့တဲ့အပြင်ခံစားချက်အတိုင်းဇက်ကားစလေဆုံးတဘာဝကြကြထိထိမိမိတေသက်ပိုင်းတိုင်းစွာတရုတ်ဆောင်နိုင်ခဲ့တဲ့အတွက်2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုကိုမြင့်မြတ်အားမြန်မာရှင်ထူးချွန်စုစီစဉ်အကဲဖြတ်ရေးအဖွဲ့ကရွေးချယ်ချီးမြှင့်ခဲ့ရခြင်းပဲဖြစ်ပါသည်အကောင်းဆုံးအမျိုးသားဇက်ဆောင်စုရှင်မြင့်မြတ်ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေကကောင်းတို့ရရပြကွက်တချို့ကိုထုတ်နှုတ်ပြသသွားတော်မှာမို့ရှုမြင်ခံစားအားပေးကြပါခင်ဗျာကိုကြီးဝမ်းစိတ်ကိုမယူရင်ဒီအိမ်ကနေထွက်မသွားပါဘူးလို့ဖေတော်လေးကနေပေးလားကိုကြီးဘယ်လိုလုပ်လိုက်တာလဲကိုကြီးဘာလို့မလို့လဲညီမလေးရဲ့ညီမလေးအကောလမ်းဘေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတာတော့သူတို့သိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြနောက်ကညီမလေးနဲ့လမ်းမတွေ့ဘယ်တော့မှမခေါ်ပါနဲ့နောက်တော့မောင်နှမနဲ့တိတ်ခါမချောင်းဆင်ញင်ပေးပါအေးပါသူရရဲ့တော့တခါလမ်းမှာတွေ့မခုံမိအောင်ကိုကြီးထိမ့်ပါမယ်ဘယ်လိုလုပ်လိုက်တာလဲသူရရဲ့မင်းဖုန်းလိုချင်တယ်ဆိုလို့ငါလုံးပိရမပူဝင်ဝင်ကြောင်ငါအိမ်မှာလှုပ်သွားလှုပ်တာသူရရဲ့မင်းငါစီနာဒီမစောကားမနဲ့ကွာခင်ဗျားဝင်လာရင်ဖုန်းလည်းကြည့်လို့အဲ့လိုကီးပတ်မျိုးလမ်းဘေးကတထောင်းစားတော့မကင်တော့တည်တယ်
သူနဲ့အတူသမင်းစားမှာသမင်းရင်စားဖို့လှုပ်ထားတာလဲဆိုမှာပဲတက်တက်လာတိုးနေ အေးလို့ညီမလေးလည်း TV ရောဂါဖြစ်နေလို့နဲ့ထမင်းတူတူမစားချင်ပါဘူးစားကန်နေတောက်ကန်နေချောင်းကတဟုတ်ဟော့နဲ့ရော့စရာဝင်ခွင့်ရတာဖန်သေးကြပါကဘာမှအကောင်းဆုံးပဲ ဟောကိုကြီးမောပြီးလိုက်တာ မင်းဘာစကားပြောရလဲအဖေနဲ့မရအတော့မကြသေရန်ကိုမရိုင်းနေပြီကြောက်ကွာ ဘာလေးကတော့ထိုးစရာလား ဘာဟုတ်တာလေးပြောတာလေဟမ်ကိုမွေးခဲ့တဲ့အဖေနဲ့မျိုးတင်းအောင်စော်ကားနေရလေနင်မကြောက်ဘူးလား ဟုတ်တာပြောတာပဲဟောဘာနေနာနေရလဲ ဟုတ်တာပြောတာဟုတ်ပါမင်းတို့ဒီငါ့ဘောမှာတိုက်တဲ့လောက်စိုးစမ်းမှာငါ့ဘောမှာတိုက်တဲ့လောက်မရိုင်းငါခွင့်လို့တယ်သုံးသွားတဲ့အဖေနဲ့မင်းတို့မင်းတို့မစော်ကားနဲ့ငါဘယ်တော့မှခွင့်မလို့ဘူး ညီမလေးချစ်သူကိုမင်းတန်းနဲ့လက်ထပ်တော့မယ် ညီမလေးကလက်ထပ်တော့မယ်ဟဟလား ကိုကြီးညီမလေးကတော့တာ ပတ်စံနေပါလားညီမလေးကြောတဲ့မွေးနေကိုကြီးကဝစ်စားအစ်စ်တွေဝဲပြီးညီမလေးရဲ့မင်္ဂလာပွဲမှာရှိုးထုတ်ပြအောင်ပါ ကိုကြီးအိမ်ဝေကိုယူပြီးတော့ညီမလေးရဲ့မင်္ဂလာပွဲကိုမလာဖို့အတွက်တောင်းဆိုချင်လို့ပါ ညီမလေးရဲ့မင်္ဂလာပွဲကိုကိုကြီးကမလာရဘူးဟုတ်လား ဟုတ်ပါတယ်ကိုကြီးကိုမင်းသားကုမ္ပဏီပိုင်ရှင်တထေးဆိုတော့ညီမလေးတို့မင်္ဂလာဆောင်လာမယ့်လူတွေကကုမ္ပဏီပိုင်ရှင်လူကြီးလူကောင်းနေပဲအဲ့လိုလူတွေကြားထဲမှာမှညီမလေးအကူကစီပင်မှာအမှိုက်သိမ်းတဲ့ဝန်ထမ်းမှာဆိုပြီးတော့ညီမလေးကဘယ်မျက်နှာနဲ့မိတ်ဆက်ပေးရမှာလဲပြီးတော့ ရပြီညီမလေးတော့ဆိုရင်ကိုကြီးလာနေပြီဒီမင်္ဂလာဆောင်ကိုကြီးလာရင်ခေါင်းညီမလေးတိတ်ခါကြပါစိတ်ချညီမလေးကိုကြီးကြောင့်ညီမလေးဘယ်တော့မှတိတ်ခါမကြစေအောင်ကိုကြီးညီမလေးမင်္ဂလာဆောင်လာတော့နော် ဆုံးမြေတတရားအခိုင်ဆုံးသစ္စာတရားကဆုံးလောကရမြာမပကုံးထမထားရာရာကိုပေးဆက်ထားခဲ့မယ်ကလေးငယ်တွေရဲ့ကိုကြီးဖာယာဒီတိုင်မြုံလေးမှာတန်ရောစင်းနေရဲလို့ထားတဲ့ကဘာငယ်ပါ 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်အားဒုကျွန်းဆုချီးမြှင့်ပေးနိုင်ပါရန်ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်အားလေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာ 2025 ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်ရှင်ထူးချွန်ဆုလက်ခံပေးနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါတယ်ရှင် 2025 ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇက်ဆောင်ဆုရှင်အားထူးချွန်ဆုချီးမြှင့်ပေးပါသောပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
2025ခုနှစ်တွင်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရှင်အကယ်ဒမီမြင့်မြတ်ကကျေးဇူးတင်စကားပြန်ကြားပြောဆိုပေးပါရှင် အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာဒါကျွန်တော်ဒုတိယမိအင်တာနက်နာ၅ပါးကိုစီမင်းထက်ကနေကျွန်တော်ကာရဝပြုပါတယ်ကြွရောက်လာတဲ့နိုင်ငံတော်အကြီးအကဲများမြန်မာနိုင်ငံရုပ်ရှင်လောကသားများအားလုံးလည်းကျွန်တော်စီမင်းထက်ကနေကာရဝပြုပါတယ်ခင်ဗျာကျွန်တော်အခုရတဲ့ဆုကဒါကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့စီပင်ဝန်ထမ်းတွေကိုကိုးစားပြုပါတယ်ခင်ဗျာကျွန်တော်တို့လည်းအမြဲတမ်းအမှတ်တရဖြစ်နေမဲ့စုပါပြီးတော့ဒါထုတ်လုပ်ရေးပေါ့နော်ဒီကောက်ကိုထုတ်လုပ်ပေးတယ်ဒါ Unity ရွှေ Production ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဒီကောက်ကိုဖန်တီးတဲ့ဒါရိုက်တာကျွန်တော်ရဲ့ဆရာကိုနေပိုင်အာစရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဇညွန်းကိုလွမ်းဝေအောင်နောက် DOB ကိုသားကျော်ပြီးတော့ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်အဲ့လိုအရန်ပြင်မတ်နဲ့အလုပ်လုပ်ကြတယ်ကျွန်တော်တို့ဆက်ဖွဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်အရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူတူပေါ့နော်စိုးတူကောင်းပတ်အဲ့လိုကျွန်တော်ကိုပါရမီဖြည့်ပေးတဲ့ကျွန်တော်ရဲ့ဇနီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပြောကြားပေး